ကဲအားလုံးမင်္ဂလာပါခင်ဗျာနော်ကျွန်တော်လည်းမတင်ပေးဖြစ်တာကြာပြီအဲ့တော့အရင်တစ်ပတ်ကကျွန်တော်ပေးခဲ့တာ6တဲ့9လေးပြီးတော့ကျွန်တော်သွေးပေးတာ6 9 6 4 1 9 1 4ဆိုတော့ကျွန်တော်3ညလုံးမှန်တော့ကတ်ပေးလိုက်တော့နော်3ညပြတ်သွားတာပေါ့နော်ဒါပေမဲ့ဒီသွဲလုံးတွေကတော့မှန်နေတော့မှာပဲပေါ့နော်အဲ့တော့ဒီတစ်ပင်မှာကျတော့983เนาะဒီမှာကျွန်တော်တွဲပေးလိုက်ပြီเนาะ983 98 93 28 23ပေါ့เนาะဒါ3ပေါ့เนาะ8မုံเนาะကျွန်တော်ကနန်းဆွဲတာဝိုင်းလွန်သွားပြီ8ဖြစ်သွားတယ်เนาะဒါ3အဲ့တော့6တွဲရမှာပေါ့เนาะအဲ့တော့ဒီဖြစ်စဉ်ရဲ့နောက်ကွယ်မှာဒီထဲမှာတည်းအများကြီးပဲရှိတော့ဗောနော်လျှို့ဝှက်ချက်တွေကကိုယ့်အကိုကြည့်ကြပေါ့ကျွန်တော်ဒီကလေးကပေးတာဗောနော်ဒီကလေးကျွန်တော်စပေးကလေးကကျွန်တော်ဘယ်လိုပြောလဲဆိုမင်းကကလေးတောင်တက်ပါတယ်ဗောနော်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်စိတ်မဆိုးပါဘူးနော်ဘယ်သူမှတတ်အမသိတဲ့ຢာကိုကျွန်တော်တော့ဒါမဲ့ तू သိတာဒါလေးပဲသူတို့သိတာဟုတ်နော်ဒီရဲ့နောက်ကွယ်မှာအများကြီးရှိပါတယ်နော်ဒီကလာကြတဲ့ကဒီ3လုံးပေါင်း8နှလုံး8ဒီ3လုံးပေါင်း4နှလုံး4ဒီ3လုံးပေါင်း9နှလုံးပေါင်း9ဒီ3လုံးပေါင်း9နှလုံး9ထပ်ရိုက်အောင်မလားနော်ဒီနှလုံး8ဒီနှလုံး8ဒီနှလုံး1ဒီနှလုံး1ဒီနှလုံး4ဒီနှလုံး4နော်ဒီမှာအဲ့လိုလေးတောက်လျှောက်ဒီထဲမှာတယ်တောက်လျှောက်သူပေးလာတခုမှမပြတ်တာမရှိသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီထဲကနေပြီးတော့ဒီအသွဲတွေနဲ့ကိုကောက်နှုတ်ပြီးတော့ကျွန်တော်ဒါတွေစီစဉ်ပြီးတော့တက်ထပ်ပြီးတော့လာပါအောင်မယ်နော်အဲ့တော့ဒါတော့ကျွန်တော်တခုတတိပေးစရာရှိတာတော့ဒီနမူနာအနေနဲ့ဒီဘက်မှာဒီ၄လုံးကီးရတစ်လုံးနဲ့လည်းပြီးသွားတာရှိ6တစ်ကို6တစ်လုံးနဲ့ပြီးသွားတာရှိတယ်ဒီမှာတော့တစ်ဖက်တစ်လုံးယူရတယ်တော့သူကပါဝါတူတာတစ်လုံးနဲ့ပြီးသွားတယ်ဒီမှာကျတော့ဒီဘက်6တစ်အသွဲလိုက်ကျွန်တော်မထွက်သွားတော့ဗောနော်နှလုံးဆွဲသွားတော့ဗောနော်တကယ်တော့983မှာဒီဘက်တစ်ချမ်း3တစ်လုံးနဲ့လည်းပြီးနိုင်တယ်လို့တစ်လုံးနဲ့လည်းသူကဖြစ်သွားနိုင်နော်မဟုတ်အသွဲလိုက်လည်းဖြစ်သွား၄လုံးပွဲပြီးလည်းပြီးသွားနိုင်ကိုညံရှိတယ်လို့ဒါကစားကြပါနော်နောက်ပြီးတော့ကျွန်တော်လုံးမိုင်တစ်ကွက်ဗောနော်လုံးမိုင်ဆိုတာတွေ့နေရတော့ကြလာတဲ့ဥစ္စာဗောဒါကတော့ကျွန်တော်ရဲ့မူပိုင်မဟုတ်ပါဘူးနော်ကျွန်တော်ဒီဆရာ edit ပေးပါတယ်เนาะဒီဆရာတယောက်တင်လာပြီးတော့ကြာပြီအရင်တစ်ပတ်ကကျွန်တော်36ရတဲ့ဥစ္စာကိုကျွန်တော်မတင်ပြလိုက်ဘူးကျွန်တော်တက်နီးလည်းမဟုတ်တော့လို့လေဘလို့ဖြစ်သမုတ်တရားကြီးတယောက်တည်းတောက်လို့မကုန်ကျွန်တော်ပြန်ပြီးတော့အခြားပြခြင်းဖြစ်ပါတယ်ဒီတင်ပြထားပေးတဲ့ညီငယ်ဖြစ်အကူကြီးပဲပေါ့เนาะကျေးဇူးတင်ပါတယ်เนาะအဲ့တော့6ခုနှစ်ကထွက်တဲ့အောက်နှလုံးတိုက်ကို6နဲ့မူတည်ပေါင်းလာပါတော့6နဲ့မူတည်ပေါင်းတဲ့ဥစ္စာကိုဒီမှာ6တေးရတော့အဲ့ဒီ6တေးတစ်လုံးကဒီမှာပြန်ကြတော့ဗောနော်အဲ့တော့6နဲ့9ကထွက်တဲ့အောက်နှလုံးအောက်တိုက်48ကို6နဲ့ပြန်ပေါင်းလာပါနော်နှလုံးအောက်တိုက်6နဲ့ပြန်ပေါင်းလာပါဒီမှာက3ည9မှာ64ကို6နဲ့ပေါင်းတော့ဒီမှာ53ရတာဗောနော်53ဆိုတော့ဒီမှာ5တစ်လုံးဆွဲသွားတော့ဗောအဲ့တော့5တက်4မှာ4ခွန်ထွက်တော့ဗောနော်ဒီမှာနေရာကြက်သွားလို့ရှင်းပေးတာဒီ4ခွန်ရတာကို9နဲ့ပေါင်းတော့36ရတာအဲ့မှာကျွန်တော်6ဆွဲတာဗောနော်အဲ့ဒါမှကျွန်တော်6တက်ဆိုတော့ကျွန်တော်ထုတ်ပေးတာအသွဲကအဲ့ထဲမှာပါတာဗောဘာလို့3ကကျွန်တော်အားနဲ့ကနားမထားတတ်တော့မတတ်ဘူးဗောနော်ဒါမဲ့ဆိုးတာကျွန်တော်နှစ်ကိုတတ်လိုက်တယ်ဗျာနော်အရင်တစ်ပတ်အကြောင်းတော့ကျွန်တော်ပေါက်ပြီးတဲ့လွဲသွားတယ်ဒီတစ်ပတ်ကျွန်တော်ဘာမှမတတ်ပါဘူးเนาะဘယ်အားကောင်းလဲဘယ်အားလို့ပဲကျွန်တော်ထုတ်တော့မယ်เนาะအဲ့တော့6အတွင်းနဲ့6တက်ထွက်တင်းနဲ့ထွက်သွားတော့ဗောเนาะအဲ့မှာ6တက်ပြီးသွားတော့ဗောအဲ့တော့6တက်နဲ့မှာအခုပြီးခဲ့တဲ့ပတ်နှလုံးအောက်တိုက်ကခွန်ထွက်တာဗောလေသူပြထားတာတော့ခွန်ကို9နဲ့မူတည်ပေါင်းလို့ရှိရင်66ရတော့အဲ့ဒီတစ်ပတ်ရွေးစရာမလိုတော့เนาะ6ကတော့ဘိုင်သေးဗောခုနပြောတဲ့အသွဲတွေကို6တွဲတော့ကတ်ထားကြည့်ပါတော့ဒါပေမဲ့တစ်လုံးနဲ့လည်းတွဲယူလို့ရတော့ဗောနော်ဒါ6ထည့်ကြည့်မှာဗောကျွန်တော်တို့ဒါအာမလားအထိုင်ကတော့ကျွန်တော်ပြန်ပြီးတော့ကောင်းလို့ပြီးတော့လှုပ်ပေးမှာဗောနော်ဒီမှာ6ထည့်ဗောနော်6ထည့်ဗောဒါမှမဟုတ်ရင်အဲ့ဒီ6ကလည်းမှန်ခဲမယ်ဆိုရင်ဗောလေ
ခွန်6ခွန်နေ8 6 3 6ဒီလိုတွဲလဲရတော့ဗောနော်ဒီလေးလုံး6နဲ့လာတွဲလဲရတယ်တော့မဟုတ်ဒီအတွဲထုတ်ပြီးတော့6နဲ့ကတ်လဲရဒါတွေကလည်းကျွန်တော်တို့ညံရှိလို့ကစားရတော့နော်အဲ့တော့ပြီးမှကျွန်တော်ကနားလိုက်ပါညာတရကားတွေနော်အရင်ဘက်လိုစီပြီးတစ်ခေါက်ပြန်လာခဲ့မယ်ကဲအားလုံးနော်ညံရှိလို့လာယူ3ကြပါတော့နော်ဒါကိုနဲ့ပေါင်းတော့ဗောနှလုံးအောက်တိုက်ပေါ့နော်နှလုံးအောက်တိုက်ဆိုတာဒီချဲဒီထွက်တဲ့နှလုံးအထိအောက်တိုက်ကိုပေါင်းတာနော်အဲ့ဒါကိုပြောတာကဲအားလုံးမင်္ဂလာပါခင်ဗျ